ဦးမင်းအောင်နိုင်ကိုကြိုဆိုတော့အိန္ဒိယဘာရသွားမလဲဆိုတာဘာရသွားမယ်ထင်တယ်ခင်ဗျားတို့ဘယ်လိုထင်တယ်လဲကျွန်တော်တစ်ချက်ပြောပြပါဦးမင်းအောင်နိုင်ကိုအတိမတ်ပြုလိုက်တဲ့ရုရှားကဘာရသွားလဲကျွန်တော်မြန်မာနိုင်ငံဘာရသွားလဲဗျာဒီနဲ့စိတ်ကန်းရသွားလားရသွားတယ်နော်ထို့သူဦးမင်းအောင်နိုင်ကိုအတိမတ်ပြုလိုက်တဲ့တရုတ်ဘာရသွားလဲမြန်မာပြည်နီးပါးတခါမြန်မာပြည်အကုန်လုံးနီးပါးရသွားမြစ်စုံတွေပါလေနော်တခါလဲပြည်သူလူထုနှလုံးသားကိုခြေပြီးတော့မြစ်စုံလုံမဲ့အထီအောင်ရသွားတယ်ဦးမင်းအောင်နိုင်ကိုကြိုဆိုလိုက်တဲ့အတွက်ကြောင့်မလို့ပေါ့ဗျာတနည်းအားဖြင့်ဟုတ်ပြီထိုင်းနိုင်ငံဦးမင်းအောင်နိုင်ကိုအတိမတ်ပြုလိုက်တဲ့အတွက်ကြောင့်မို့လို့တဘောတန်းဝိလောက်ကွက်တွေရတယ်ဟုတ်ပြီအိန္ဒိယတေချာတစ်ခုကအိန္ဒိယသည်ဦးမင်းအောင်နိုင်ကိုကြိုဆိုတဲ့အတွက်ကြောင့်မို့လို့တခုခုရသွားပါပြီရသွားမှာတခုခုမဖြစ်နေရသွားမှာပါနော်စီမံကိန်းတွေဖြစ်ကလတန်စီမံကိန်းတို့ဟာလားနောက်ထပ်ကျွန်တော်တို့ဒီပေါ့လန်ဒရာကျွန်တော်ထိုင်းအိန္ဒိယမြန်မာထိုင်းအိန္ဒိယမြန်မာလန်ဒရာကိစ္စတွေနောက်ပြီးမြေရှားတပ်ထုတွေလာပါလိမ့်မယ်အိန္ဒိယအတွက်ဘာတွေလာမလဲတော့သူဒါတွေကသူလက်ဆောင်ပနာလို့အသုံးချပြီးသူလူရဝင်မှုနိုင်ငံတကာမှာလူရဝင်မှုစူးစမ်းပြည်သူလူထုအတွက်တော့ကျွန်တော်တို့ဖြစ်မယ်လို့မျှော်လင့်နေပေါ့ဗျာနော်အဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့တရားဇာတာတွေဒီလောက်ကောင်းစားပြီးတော့เนาะဒီလောက်များပြီးတော့မြန်မာလူမျိုးတွေဘာကြောင့်မလို့ဆင်းရဲနေရတယ်လဲဆိုလို့ရှိရင်ကျွန်တော်စီမှာရှိတဲ့တရားဇာတာကအခုတနည်းအားဖြင့်ခင်ဗျားတို့ပြောသလိုပေါ့များလူရမွေးနဲ့ဆိုရလူရဝင်ဖို့အတွက်ဓာတ်တွေကိုလက်ဆောင်ပနာအဖြစ်သုံးချနေမှာတော့ခင်ဗျားတို့ဘယ်လိုလုပ်ပြီးတော့ခင်ဗျားတို့ပြည်သူတွေကြီးပွားဖို့เนาะလမ်းစာရှိတော့မှာလဲဗျာเนาะအဲ့တော့အိန္ဒိယကိုယုံလို့မရဘူးဆိုတာမယုံပါနဲ့เนาะသူတို့ရဲ့အကျိုးစီးပွားအတွက်ပဲအဓိကထားပြီးတော့ဆက်ဆံကြတာပါအဲ့တော့ဘာတွေရသွားမလဲအိန္ဒိယကိုကျွန်တော်စောင့်ကြည့်မယ်နော်ဘာလောက်ကွက်တွေပေးဦးမှာလဲဘာလားထိုင်းကတော့တေချာတယ်ထိုင်းကတဘာဝတန်ငွေလောက်ကွက်တွေရပါလိမ့်မယ်ပညာရေးနဲ့ကျန်းမာရေးအတွက်နှစ်ဖက်အဖွဲ့အစည်းတွေညှိနှိုင်းပေးပါအောင်ကိုမမောင်းတဲ့ဟုတ်ကဲ့ပါပညာရေးနဲ့ကျန်းမာရေးအတွက်မှန်ပါလား